ညဘက်မီးရောင်လေးနဲ့ဆောက်ရမ်းလှမ်းတယ်နော်ဒီကောင်အပြာရောင်လေးနော်အပြာရောင်လေးလှတာဗျာရမ်းလှတာညဘက်လေးနော်ဒါညဘက်အနေထားလေးမီးသေးလေးနဲ့မီးတန်းလေးနဲ့ရမ်းလှဒီကောင်ကဘာလဲဆိုတော့ညင်ညွန့်အရမ်းစီးလို့ကောင်းမှာပေါ့ဘာပြုလဲဆိုတော့လေအိတ်တွေနဲ့လာတာသူ့ရဲ့ရှေ့ပိုင်းကကျွန်တော်လေးကိုဓာတ်ပုံလှန့်ရိုက်လို့သူကလေအိတ်ကိုသူကဘယ်လိုမျိုးလဲဆိုတော့ကွိုင်တက်ဟိုမှာကွိုင်ပြီးပြီဆိုရင်စော်ပါမှာလေထိုးပေးရတာလေအိတ်နဲ့လာသူကလေနဲ့ကွိုင်အဲ့လိုတုံးတာပေါ့လေနှစ်မျိုးတုံးတာပါယူကားတွေလို့ဆိုကျွန်တော်တို့ချော်ပါနဲ့အဲ့ကွိုင်နဲ့သွားတာသူကကျတချို့လေအိတ်ဆိုကြတော့လေအိတ်တီးတန့်လည်းမဟုတ်ဘူးသူကဂတ်တိုင်းနဲ့နှစ်ခုသွားတာပေါ့ဗျအဲ့လိုသွားတယ်ပေါ့လောဝါကိုင်းနေရကြအကုန်လုံးဟိုဟာတွေကြာတာနီးကဲတွေတက်ထုတွေကုန်ထည့်ပေးတာအရန်တော့မိုက်ပါတယ်သူကဖဲလေးဒီဆိုတော့လေဖဲလေးဒီပေါ့ဆိုတခါတော့ကြည့်ဦးပါတယ်ဟိုလိုင်းပေါ်မှာရဖြစ်တော့လားမင်းတို့ဖဲလေးဒီမင်းဘာလို့မလဲဖင်ကောင်နဲ့ထိုးတယ်လားတကယ်လည်းတွားကြည့်လိုက်အောင်တော့ဖဲလေးဒီရဲ့ဒီဇိုင်းကလည်းဖင်ကောင်နဲ့ကိုထိုးဆဲတာမလို့အရန်မိုက်တယ်ဗျအိမ်မက်ကြီးတွေအရန်လန်းတယ်ဗျာတကယ်လန်းနေကားမှာကားဆိုပြောစားအောင်မလို့တဲ့ကားတွေပဲနော်ဟိုတယောက်ပြောတယ်ဆက်စွတ်ဖို့ဟုတ်လားကားမှာကားဗျာပြောစမ်းမလို့ကောင်းဆုံးမှာကားရမ်းမိုက်သူ့ရဲ့ model လေးကတော့သူကဘတ်မှန်မချိုးသေးဘူးဗျာနော်လောချကြည့်လိုက်မယ်လောတော့ကြားတယ်ဘတ်မှန်မချိုးသေးဘူးသူ model တစ်ထလေးလို့သေးတယ်သူ့တဲ့ model မြင့်သွားတော့ဘတ်မှန်အောက်လို့ခောက်နေလားဥရောပကားတွေဂျာမနီကားတွေအဲ့ဒါဒီလိုပါပဲအကုန်လုံးကတော့ကောင်းတယ်ရမ်းကောင်းအင်ဂျင်ကန်းလည်းကျေရွေးမိုက်တယ်အင်ဂျင်ကန်းတော့ဖွင့်မပြတော့ဘူးရှစ်လုံးတို့ရမ်းလည်းလွဲ့တယ်လမ်းတွေ့ကျွန်တော်တို့လူငယ်တွေမြေးတာဗောဗျာဒီကားဆိုရင်ရမ်းငေးမှာပဲသူကအနီးဆိုပုံမိုက်တယ်ဗျာဒီကောင်ကအပြာတိုင်းရွေးနေလို့ဒီဖက်လေးဒီမှာနာမည်ပေါက်တာကအနီပေါက်တယ်အဖြူပေါက်တယ်အဝါပေါက်တယ်ခဲအောင်ပေါက်တယ်အနီမှာတော့ဖက်လေးဒီဆိုရင်အကုန်လုံးမှတော်တော်များတိကြတယ်ဒီအပြာကြတော့ကွက်ပြောက်ကြီးဖြစ်တယ်လို့ပဲကျွန်တော်စိတ်ကူးထဲမှာပြောပြရနော်ဒါပေမဲ့ဈေးတန်းကတော့ကွက်ပြောက်ကြီးမဟုတ်ဘူးနော်ရုပ်ရှင်ကမင်းသားတွေကျွေသွားမယ်ကွက်ပြောက်ကြီးပေါ့ကြည့်လားဒီဇိုင်းကြီးကလန့်တယ်တော့ဖွင့်တော့ပိတ်တာဟိုဆက်အရမ်းမိုက်တယ်ဗျာအင်ဂျင်တွေပါမနှိုးပြတော့ညရောက်နေလို့ဒါမော်ဒယ်ပြန်ဖိုင်အောင်ပါတော့ဒီကောင်ယူဒိုင်နာမစ်ရှိတယ်လာအောင်ပါတကယ်ဖိတ်လေးဒီလွင့်နေအောင်လုပ်စတိကာလေးပြန်ကတ်လာရမ်းမိုက်တယ်ဗျာဝေးရကြီးကိုကျွေးနေတာပဲနော်ဒါရေးမစေးရတယ်ဘူးနော်ဒါဝက်ဆွတ်လာပြင်နေတဲ့ချိန်လေးလို့အကျန်းသုံးနေတဲ့ချိန်လေးရေးဆေးပြီးတော့ချင်အောင်ထောင်ပြီးတော့တိတ်ထားလိုက်ရုံပဲ